ကိုပြောနေတဲ့စကားတွေဒီတမ္မာဝါစာဖြစ်ကြလားကိုလုပ်နေတဲ့လောက်ရသည့်တမ္မာကမ္မန္တဖြစ်ရလားနေ့စဉ်နဲ့အမျှအသက်မွေးမှုတွေရှာဖွေနေကြတာတမ္မာအာဇီဝဖြစ်ရလားလုပ်နေတဲ့အလုပ်ဒီတမ္မာကမ္မန္တဖြစ်ရလားဟောကိုယ့်ကိုစစ်ဆေးကြည့်ဒါဖြင့်တမ္မာဝါစာဆိုတာဘာပြောလဲမှန်ကန်တဲ့စကားချီးမွမ်းတိုက်တဲ့စကားမျိုးပြောတာအဲ့တော့မှန်ကန်တဲ့စကားချီးမွမ်းတိုက်တဲ့စကားဆိုတာဘယ်ဟာခေါ်တာတော့မှန်ကန်တဲ့စကားရှိလို့ရှိရင်မမှန်ကန်တဲ့စကားလည်းရှိအောင်ပဲအဲ့တော့တမ္မာဝါစာဖြစ်ဖို့ကဘာလို့ဆိုရင်လိမ်မပြောနဲ့မှန်တာပြောဒါတခုအဲ့မှာမုဒ္ဒဝါဒဝေရမဏိဆိုတာလိမ်ပြောခြင်းမှရှောင်ပါဤဆိုပြီးတော့ပါဇက်ပိတ်ထားလို့မရဘူးမှန်တာပြောအောင်ဓမ္မတရားတမ္မာဝါစာဖြစ်ဟုတ်ကဲ့ကိုပြောတဲ့စကားသည်မှန်တဲ့စကားဖြစ်ဖို့လိုတယ်ကဲအိတ်နေတဲ့အခါမှာလူတွေလိမ်ပြောသလားမပြောရင်တမ္မာဝါစာဖြစ်နေတယ်လို့ပြောနိုင်မှာအဲ့တော့တမ္မာဝါစာရဲ့အဓိပ္ပာယ်ကဒီမူသားစကားကိုတစ်ဖက်ကရှောင်တယ်တစ်ဖက်ကမှန်တာကိုပြောတယ်ဟောသူကရှောင်စရာနဲ့ဆောင်စရာနှစ်ခုထားနှစ်ခုရှိရလိမ်မပြောဘူးမှန်တာပြောတယ်ဟောမလုပ်ဘဲနေတာမဟုတ်ဘူးအေးလိမ်တော့မပြောဘူးမှန်တာလည်းမပြောဘူးဆိုလို့ရှိရင်မဖြစ်သေးဘူးเนาะလိမ်မပြောဘူးမှန်တာပြောမယ်ဒါမှဝါစာဖြစ်မယ်နောက်တစ်ခုကပိတုဏဝါစာတယောက်နဲ့တယောက်မတက်အောင်ဂုံးမတိုက်ဘူးဂုံးမတိုက်ဘူးဆိုရင်လည်းပြည့်စုံမလားဆိုမပြည့်စုံသေးဘူးညင်ညွတ်အောင်လုပ်ပေးတယ်ဟောစိတ်ဆက်ပေးတယ်ညင်ညွတ်အောင်ပြောပေးတယ်ဒါလုပ်ရမယ့်ဟာမလုပ်ရမယ့်ဟာကဂုံးတိုက်တာကိုမလုပ်နဲ့လုပ်ရမယ့်ဟာဘာတော့ညင်ညွတ်အောင်လုပ်ပေးရမယ်ဒါမှတမ္မာဝါစာဖြစ်နောက်ဖရုဒဝါစာကျမ်းတဲ့စကားကိုမပြောရဘူးဒါရှောင်တဲ့အပိုင်းပြောရမယ့်အပိုင်းကယဉ်ကျေးညင်သာတိမ်မွေးတဲ့စကားကျင်နာတဲ့စကားမျိုးပြောရမယ်တစ်ဖက်ကပြောရမယ်ဟာရှိထို့တူပဲတန်ဖတ်ပလာပတရားလက်လွတ်စကားတွေအကျိုးမရှိတဲ့စကားတွေအကျိုးဘယ်လို့မှမဖြစ်ထွန်းနိုင်တဲ့စကားကိုရှောင်ပြီးတော့အကျိုးဖြစ်ထွန်းမဲ့စကားကိုရွေးပြောဟောအဲ့ဒါဆိုလို့ရှိရင်တမ္မာဝါစာဆိုတဲ့မဂ်ခင်ကိုကျင့်နေတယ်လို့ခေါ်ဒီဘက်ကိုရောက်လာဒါဖြင့်တမ္မာကမ္မန္တဆိုတာဘာတော့လောက်ရနဲ့ပတ်သက်တယ်မှန်ကန်တဲ့လောက်ရအေးမှန်ကန်တဲ့လောက်ရဖြစ်ဖို့ဘာလဲသူများအသက်ကိုတတ်ချင်းမှရှောင်တယ်ရှောင်ရုံနဲ့ပြီးလားမပြီးသေးဘူးဒီလောက်ကိုယွန်းရှာတယ်ယွန်းမုန်းတယ်ဟုတ်လားတဏှာတယ်ကျင်နာတယ်အကူအညီပေးတယ်ဟောဒီဘက်ထိအောင်သွားအောင်ဓမ္မပါဏာတိပါဒလုံးရှောင်ယုံရှောင်နေယုံနဲ့မဖြစ်ဘူးတစ်ဖက်ကလှုပ်ဆောင်ချက်ရှိရဒါမို့ပါဠိစာပေတွေထဲမှာဒါရှင်းရှင်းလင်းလင်းမြတ်စွာဘုရားဟောတာပါဏာတိပါဒဝေရမဏိတယ်မဟုတ်ဘူးသဗ္ဗပါဏဘူတာဟိတံနုကံဒေယပန္နောတဲ့တတ္တဝါတွေပေါ်မှာတဏှာတဲ့စိတ်ကရုဏာမေတ္တာထားတယ်သဗ္ဗပါဏဘူတာဟိတံနုကံတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတယ်မတတ်ယုံနဲ့မဟုတ်ဘူးသူတို့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ရှိအောင်ဒါမှတမ္မာကမ္မန္တဖြစ်တယ်တမ္မာဝါစာနဲ့တမ္မာကမ္မန္တဆိုတာမကောင်းမှုကိုရှောင်ယုံတယ်မဟုတ်ပဲမှန်ကန်တဲ့စကားနဲ့ကောင်းမွန်တဲ့လုပ်ရက်တွေကိုလက်တွေ့ကျင့်ဆောင်ခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့နေ့စဉ်ပြောဆိုလုပ်ကိုင်မှုတွေဟာသူတစ်ပါးအကျိုးကိုတကယ်လိုလားရဲ့လားဆိုတာအမြဲဆင်ခြင်နေဖို့လိုအပ်ပါတယ်။